အားလုံးပဲနေမှာပြည့်စုံ gaming channel ပြန်ကြိုဆိုရပါကျွန်တော်အခုစောပြတော့ block ဖို့ပေါ့နော် block ဖို့ hash တော့မှာဖြစ်ပါတယ်ဒီ block ဖို့စက်ခွေနေပေါ့နော် hash အောင်မှာပေါ့ဘလို့ hash အောင်မလဲဆိုတော့ဒီမှာကျွန်တော်ရဲ့ဒီစက်ခွေလေးနဲ့မှာ auto level fan လို့ပေါင်းကြတယ်ပေါ့နော်ဒီလိုစက်ခွေမျိုးလိုချင်တော့ကျွန်တော်ရဲ့ pin comment ကိုရှာပေးမယ်နော်တခါလေး3နည်းမှာပြပြသွားမယ်ဘလို့ဆိုတော့ကျွန်တော်ရဲ့ဒီ block ဖို့ဒီတောင်းလေးကိုပေါ့နော်ကျွန်တော်ရဲ့အရှင်ဗီဒီယိုမှာတင်ထားတဲ့အဲ့ဗီဒီယိုတွားကြည့်ပါမှာဒီစကွေထည့်ရအောင်နော်ဒီဟာလေးဒီမှာလေးကဘလော့ဘူးမှာဘလော့ဘူးယူအောင်တိုင်းမပါဘူးနော်ဒီကျွန်တော်စီကညောဒေါင်းလေးဒေါင်းလေးတိုင်းဒေါင်းလေးကျွန်တော်ဒေါင်းတဲ့နီးကိုပြပြတာအဲ့ဒေါင်းလေးတိုင်းဒေါင်းပေါ်မှာဒီโอเคအခုလို့ဟိုဘောဟန်ဆော့ချင်ကြတာဒါဆိုတော့ဒီဗီဒီယိုနှစ်ပုံလေးကိုတွားကြည့်ပေးကြပါကြည့်ဖို့ဟိုင်းနေလိုက်ဆော့ခါလောက်ခဲ့ကြအောင်နော်ဒါဆိုဗီဒီယိုလေးပြန်ဆက်လိုက်ရအောင်ဘလော့ဘူးဟတ်တဲ့ဟာလေးကဒါလေးပေါ်လာအဲ့ထဲမှာပေါ့နော်ဒီပြောင်းလေးဒီပြောင်းလေးအဲ့ဘာလေးကိုနှိပ်ပြီးဒီကြိုက်တဲ့နာမည်ပြီးတော့ block full လို့ပေးပြီးတော့ပေါ့နော်အောက်မှာ subscribe ထည့်အဲ့ subscribe ကိုကျွန်တော် pin comment ကိုထားပြီးတော့ဒီလိုယူပြီးတော့ copy ယူပြီးတော့ဒီထည့်ပြီးထည့်ရုံထည့်ပြီးအောက်က ADD subscribe ဆိုတာနှိပ်နော် ADD subscribe နှိပ်ပြီးသွားရင်မှာကျွန်တော်တို့ဒီမှာ block full subscribe ဆိုရှိအမှပေးရ delete နဲ့ပေးရအားလေးနှိပ်လိုက်ပေါ့နော်အဲ့ဆိုရပါလိမ့်မယ်အဲ့ဆိုမှ level fan နေပေါ့နော်တော့ EXP လောက်ရုံပဲအာမာလေး EXP လောက်ရုံမာဆိုလဲအများကြီးပဲသူကစုံနေပေါ့နော်ဒီမော့တော့စုံနေဝယ်တာရောတော့မဲ့ဆိုဒီမှာဒီဟိုကပါပေါ့နော်ဘာကြီးပါလဲဆိုတော့ကျွန်တော်ပြမယ်ဒီပေထဲမှာနော်ပါရီပါလာလေစီတော့ကOh my god အော်ဒီထဲမှာလားမသိအော်ဒီမှာတွေ့ပြီကျွန်တော်ဒီမှာနော်ဒီလာပိုင်ပေါ့နော်မုံအားပါလေဆိုတော့ကျွန်တော်တို့ဘယ်လိုလဲဆိုတော့ဒီ before fan တဲ့လူတွေဆိုသိမှာပါ before fan တဲ့လူတွေဆိုရင်ဒီတို့ဒီလာပြည့်မှဖန်လို့ရလေလာပြည့်မှဖန်လို့ရဆိုတော့ဒီလာပြည့်အောင်စောင့်ရတော့ကြာလာပြည့်အောင်စောင့်ရလားအဲ့တော့ဗျာလာပြည့်အောင်စောင့်ရမလို့ဒီမှာတည်းအဲ့ဒီဟုတ်စာပါဘုံဆိုတာရှိအဲ့လာကြီးနှိပ်ပြီးတော့အေးလာပြည့်စာပါဝင်ရောမယ်အဲ့ဒီတော့အောက်မှာလည်းအမှအများကြီးပဲဟုတ်နော်